ကျွန်ုပ်ကိုအုပ်ဆိုးပါသခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်အာမင်ချီတူတွေကိုအေဝကလေးဝင်ငါရနဲ့ညစာကျွေးနေတာဖြစ်ပါတယ်လက်ထဲအသက်တာပေါ်ပေးလို့ကိုရောနိုင်တာစခါပိဒါရကလုံးလာတော့မယုံကြည်တူတွေကိုတော့ရတဲ့သူတော့ကြားအောင်ဒီလိုနေရာမှာပေါင်းဝင်အစေခံခွင့်ရတာဖြစ်ပါတယ်ကျွန်တော်ဘဝပြည့်စုံပြီကိုရရှိရှိဒီပဲကိုရရှိနေစုပြည့်စုံလို့လုံးချင်တာချာရမဟုတ်ဘူးနှလုံးသားထဲမှာကိုရောပဲသက်ရှင်ပါ